ကျွန်တော်တို့ကအမှန်ပြောရင်တော့ဒီတရားစွဲနေတဲ့အချိန်မှာကျွန်တော်ကတရားဝင်စောက်လုပ်ထားခြင်းမဟုတ်ဆိုတဲ့ဥစ္စာရယ်လုံထုံးလုံနည်းနဲ့မညီဆိုတဲ့ဥစ္စာရယ်အဲ့စကလုံးနှစ်ခုကိုကျွန်တော်တို့ရင်ဆိုင်နေရတာပါအဲ့တရားမဝင်စောက်လုပ်ထားရဲဆိုတာကတော့ဒီလူကြီးတွေခံခဲ့တဲ့ဥစ္စာဖြစ်တဲ့အတွက်ကျွန်တော်တို့ကအဲ့ဒီဟာကိုထုချနိုင်တယ်လေနောက်ကျတော့လုပ်ငန်းရှင်တွေကိုဖိတ်ခေါ်တာလည်းကျွန်တော်တို့လက်ထက်မှာရှိတဲ့အတွက်ကျွန်တော်တို့ကယင်းနှမြုပ်နှံခဲ့တာကိုယ့်ဘန်ကိုသဘောနဲ့ကိုယင်းနှမြုပ်နှံခဲ့တာမဟုတ်ပါဘူးဆိုတဲ့တက်တည်ပြချက်ကိုကျွန်တော်တို့ကပြလိုက်ရတယ်ဒါပေမဲ့လမ်းနာ39 in hand ရှိမရှိဆိုတာကြတော့ကျွန်တော်တို့မှလမ်းနာ39မရှိကြဘူးရှောက်ထားပြီးမြဲလဲဝင်းကျုပ်ကမပေးဘူးဆိုပြီးတော့ကစားတက်ကိုပြောထားခဲ့တဲ့အတွက်ရှေ့ဆက်တက်လို့ကိုမရတော့ဘူးအဲ့မှာကျွန်တော်တို့ကနစ်နာတာပေါ့ဆိုတော့ကျွန်တော်တို့ဘက်ကဖြစ်စီချင်တာကတော့တရားဝင်ဒဏ်ရိုက်မယ်ဆိုရင်လည်းရိုက်ပါဘူးဗျာလုံထုံးလုံနည်းနဲ့ညီအောင်ညှိနှိုင်းပေးပြီးတော့လုတ်ပိုင်ခွင့်ကိုတရားဝင်ချမှတ်ပေးစီချင်ပါတယ်ဆိုတော့ကျွန်တော်ဟုတ်တယ်ကိုသူကမဖြတ်ဘူးဆိုရင်တော့ထောင်ချမှာပဲသူကအခုသူကတရားသူကြီးရဲ့အပြောအရဆိုရင်တော့သူက8လပိုင်း3ရက်နေ့ကိုသူအမိန့်ချမယ်သူ့ကိုလည်းတစ်လအတွင်းမှာဒီအမှုကိုပြီးအောင်ဖြတ်ပါဆိုပြီးတော့အဲ့လို pressure ပေးထားတော့ကျွန်တော်တို့ကတစ်လနည်းနည်းတော့စွန်းလာပြီပေါ့3ရက်နေ့ဆိုရင်တော့ချမယ်လို့ပြောတယ်